ကျွမ်း page လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျွန်းတရား vlog တွေမတင်နိုင်မဲ့အကြာကြီးပျောက်သွားတဲ့အကြောင်းရင်းကတော့ final exam ကြောင့်ပါခု exam တွေလည်းပြီးပြီဆိုတော့ကျွန်း summer break မှာမြန်မာပြည်ကိုခဏပြန်ဖြစ်ပါတယ်ဒီနေ့ကတော့အလူအဝင်နေ့ပါအလူအဝင်နေ့မှာဖျားပင်းဆောင်ဖို့အတွက်ကျွန်တော်ဖုံဖုံတွေယောဂီတွေတခြားအလူလာတဲ့သူတွေကိုကျွန်တော်အချွေဘူးတွေကမ်းပါတယ်ပြီးရင်တော့ကျွန်တော်အောင်လန်ကနေမှဖျားကိုလူထားတဲ့ဓမ္မယုံစီကိုပင်းဆောင်ပါမယ်ဓမ္မယုံကိုမပင်းဆောင်ခင်မှာကျွန်တော်အောင်လန်မျိုးထဲမှာအရင်ဆုံးဖျားလက်လဲပူဇော်ခံပါတယ်ပြီးရင်တော့ဓမ္မယုံရှိရာကွန်လောင်းဘာဝနာကုန်းကျောင်းတိုက်ကိုပင်းဆောင်ပါတယ်အဝင်းနေ့မှာတော့ဖျားပင်းဆောင်ပြီးတဲ့နောက်ရွှေမိုးငွေမိုးများကျဲပါတယ်ညနေပိုင်းမှာတော့အလူပွဲကြီးနေ့မှာရွှေမိုးငွေမိုးကျဲဖို့အတွက်ပါဆက်တွေတူတူခောက်ကြပါတယ်အလူပွဲကြီးနေ့မနက်ကိုရောက်ပါပြီဒီနေ့မနက်ပိုင်းမှာတော့အားလုံးပဲအလုပ်ကိုစီနဲ့ရှုံနေကြပြီပေါ့နော်မနက်ပိုင်းအာရုံဆုံးအနေနဲ့တော့ဖုံဖုံတွေကိုမိုးဟင်းငါးကက်လူပူဇော်ပါတယ်ဒီချိန်မှာကျွန်တော်မရောက်သေးဘူးပေါ့နော်ဘာလို့လဲဆိုတော့အလှပြင်နေလို့ပါဒါကတော့အလူရှင်တွေနဲ့တွဲပေါ့နော်ကြောက်စာနဲ့အမှတ်တရရိုက်နေတာပါမနက်9 နာရီလောက်မှာတော့အလူဝဲကိုဧည့်သည်တွေအများကြီးစပြီးတော့ရောက်လာနေပါပြီပြီးရင်တော့ဖုံဖုံတွေဓမ္မယုံထဲကိုကြွချီလာပါတယ်အဲဒီနောက်မှာတော့မနက်ပိုင်းအခမ်းအနားအစီအစဉ်အရာဖျားနေ့ကစားတင်ခြင်းကိုပြုလုပ်ပါတယ်အဲဒီနောက်မှာတော့နိဗ္ဗာန်ရွှေပြည်မဟာဓမ္မဗိမာန်တော်ကြီးရဲ့အန်ချီမော်ကွန်ကြောက်စာဖွင့်လှစ်ခြင်းအခမ်းအနားပဲဖြစ်ပါတယ်ကြွရောက်ချီးမြှင့်လာကြသောတန်ဃာတော်များမှာအောင်ကာရများရွတ်ဖက်ပူဇော်ခြင်းများပြုလုပ်ပါတယ်ပြီးရင်တော့ဖုံဖုံတွေကနေနတ်သားရီများကြောက်စာကိုပတ်ဖြန်းပါတယ်ပြီးရင်အလူရှင်တွေမှာလည်းကြောက်စာကိုနတ်သားရီများပတ်ဖြန်းပူဇော်ခြင်းပြုလုပ်ကြပါတယ်အလူပွဲလာတဲ့အဲ့လာပရိသတ်တွေကိုလည်းအလူရက်တောင်များခမ်းပါတယ်မနက်ပိုင်းအခမ်းအနားစီစဉ်တစ်ဖြတ်နားတဲ့အချိန်မှာတော့မိသားစုတပ်ပုံတွေဧည့်သည်တွေနဲ့စကားစမြည်ပြောဧည့်ခံခြင်းတွေပြုလုပ်ပါတယ်အဲဒီနောက်မှာတော့၅ပါးသီလခံယူပါတယ်ဗန္နာပရိဘောဓာဘာနာမိဘာနာဝေရမိသေခာဝရံသမာရိယာမိအာဒေနာဒါနာဝေရမိသေခာဝရံသမာရိယာမိဓမ္မယုံတစ်ခုလုံးလည်းအဲ့လာပရိသတ်တွေပြည့်ပြီးတော့စီကားတိုင်းမြိုက်နေပါတယ်။ငါးပါးတီလာခံယူပြီးတဲ့နောက်မှာတော့အလူရှင်တွေမှတန်ဃာတော်များအားလူဝဲပစ္စည်းနဲ့ဝတ္ထုငွေများကတ်လူပူဇော်ခြင်းအစီအစဉ်ပါ။ပြီးရင်တော့ကျွန်းရဲ့ဖေဖေမှာအကြောင်းလီယိုနယ်ဆယ်လင်းရေဝမ်းမြောက်ကြည်သာအနုမောဒနာကထာလျှောက်ထားခြင်းအစီအစဉ်ပြုလုပ်ပါတယ်။ဒီတော့ဒါနဝိသုစုစုတို့ကိုပူဇော်တရားဝင်ရခြင်းတို့ကြောင့်ဒါနများဤသို့မင်္ဂလာတရားများနဲ့ပြည့်စုံ၍တမန်တော်မှာတည်ရည်လာရှိလာပြီးပြီးရဲ့နောက်မှာတော့ရန်ကုန်တစ်ကျောင်းတိုင်းသစ္စာမြိုင်ဆရာတော်မှာအနုမောဒနာတရားဟောကြားပါတယ်။တရားနာပြီးရဲ့နောက်မှာတော့ရည်စဲသွန်းချအမျှဝေပါတယ်။ရေစဲသွန်းချပြီးရဲ့နောက်မှာတော့ရှင်မိုးငွေမိုးများကျဲပါတယ်ပြီးရင်တော့အလူရှင်များမှာဖုံဖုံတွေကိုနှစ်လည်သာစွန်များကတ်လူပါတယ်
ပြီးရင်တော့ဝန်တန်းတွေအဲ့လာပရိသတ်တွေမိသားစုတွေအားလုံးနဲ့အလူမှတ်တမ်းတပ်ပုံများရိုက်ပါတယ်ခုဆိုရင်တော့ကျွန်တော်မိသားစုအလူဖြစ်တဲ့ဗုဒ္ဓပိသေကအနေကစားတင်မင်္ဂလာနဲ့နိဗ္ဗာန်ရှိပြီမဟာဓမ္မဗိမာန်တော်ကြီးလူရန်ပူဇော်ရေးဆက်ချကုသိုလ်မင်္ဂလာခမ်းနားပွဲကြီးအောင်မြင်စွာပြီးဆုံးသွားပါပြီဆိုတော့ကျွန်းရဲ့ဗီဒီယိုလေးကိုလည်းဒီမှာပဲအဆုံးသတ်လိုက်ပါမယ်ဗီဒီယိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်အားလုံးပဲနောက်ထပ် vlog တွေနဲ့ပြန်လည်ဆုံတွေ့ကြမယ်နော်ဘိုင်ဘိုင်